င်္ဂလာပါခင်ဗျာအခုကျွန်တော်ရောက်ရှိနေတာကတော့ထိုင်းနိုင်ငံပထုံဌာနီမြို့မှာရှိတဲ့ဇေယျာလမ်းစစ်ကုန်တိုက်ကြီးပဲဖြစ်ပါတယ်ဒီကုန်တိုက်ကြီးရဲ့နှစ်ထပ်မြောက်မှာဆိုရင်ကွန်ပျူတာတစ်ပိုင်းရေးဆိုင်တွေအများကြီးရှိပါတယ်ခင်ဗျာကြီးရဲ့သုံးထားမြောက်မှာဆိုရင်လည်းကွန်ပျူတာ service ဆိုင်နဲ့မိတူကူးဆက် service ဆိုင်တွေအများကြီးရှိပါတယ်ခင်ဗျာရဲ့စကန်ဆိုင်တွေဆိုပေမဲ့လည်းအမခံချက်ပေးပြီးရောင်းပေးကြတာမို့လို့ရင်းမိမှာကိုလည်းဆက်ပူစရာမလိုတော့ပါဘူးအများနဲ့ဝယ်ယူလို့တဲ့ customer များအတွက်လည်းတက်ကားစီတည်တံ့ရှိပါတယ်ခင်ဗျာဗီဒီယိုထဲမှာမြင်တွေ့ရတဲ့အတိုင်းပစ္စည်းတွေကအရန်ကိုမှတန့်ပါတယ်ခင်ဗျာတိုက်ထဲမှာဆိုင်တွေကအရန်များလို့ဗီဒီယိုမရိုက်လိုက်ရတဲ့ဆိုင်တွေလည်းအများကြီးကျန်ပါသေးတယ်ဈေးနှုန်းတွေကတော့ရာကနန်းထောက်ကနန်းကနေစပြီးတော့တောင်းကနန်းအထိတွေ့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ